နောင်တတွေရလို့မြတ်စွာဘုရားထံကိုသွားလို့တာမညဖလားတုတ်တန်ကြီးနာကြတဲ့တစောင်းမုံလာပြီနေမှာအဲ့ဒီကစားပြီးတော့မြတ်စွာဘုရားကိုကြည်ညိုလိုက်တာမပြောနဲ့ဒါပေမဲ့လို့သူကိုယ်တိုင်သာသနာတော်တဲ့ဝင်လို့မရဘူးဘုန်းကြီးတို့သာသနာတော်ကိုရှင်ဟန်ဘဝနဲ့ဝင်မယ်ဆိုရင်အမေတတ်ထားတဲ့ပုဂ္ဂိုလ်မဖြစ်ရဘူးတဲ့အမေတတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်သာသနာတော်ဝင်မပေးဘူးမတုကာရကပိတုကာရကအဖေတတ်ထားတဲ့ပုဂ္ဂိုလ်လည်းမဖြစ်ရဘူးတဲ့မတုကာရကပိတုကာရကအရဟန္တာကာရကယဟန္တာကိုတတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းကိုရင်ကောဥစဉ်ကောလုံးဝဝဲလို့မရတော့ဥခွင့်မပေးဘူးမြတ်စွာဘုရားကနောက်တက်ကလောဟိတုပ္ပါဒကမြတ်စွာဘုရားကိုတွေးထွက်အောင်မြတ်စွာဘုရားခန္ဓာကိုယ်ကတွေးထွက်အောင်ဘုရားကိုလှုပ်ကြံမှုရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ကိုရှင်ဟန်ပြုခင်မပေးဘူးမြတ်စွာဘုရားကတန်ခဗေဒကတန်ဃာတွေအသိခွဲတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပဲသင်္ကန်းဝတ်ခွင့်မပေးဘူးဆိုတော့အဇာတတကအဖေကိုတတ်ထားတဲ့ကံကြီးရှိလို့သူသင်္ကန်းဝတ်ချင်တော့လည်းပဲအဇာတတဒီဘုန်းကြီးတို့ပြည့်တဲ့သင်္ကန်းဝတ်ခွင့်မရရှာသွားပါဘူးဒါကြောင့်မို့လို့ငါကြည်ညိုရတဲ့ဘုရားငါသာသနာတော့ကြည်ညိုရတဲ့သာသနာမှာအမွေဆက်ခံဖို့ဆိုပြီးတော့အဲ့ဒီသားတော်အဇိတမင်းသား16နှစ်သားအရွယ်မှာဘုန်းကြီးတို့ပြည့်တဲ့မင်းသား900အချံရံပြီးတော့အဇာတတကသူ့သားလေးကိုသင်္ကန်းဝတ်ထားပေးတာအဇိတတဲ့ဘယ်သူလဲလေအေးအဇိတယဟန်ရဲ့ဘဝဇတ်လန်းကအဲ့ဒါပဲပြည့်တဲ့အဲ့ဒီတော့အဲ့ဒီသင်္ကန်းကိုလှူတဲ့ပွဲမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကခြေသားတို့တဲ့မိတွေတော်ဂေါရမင်းကြီးရွှေသင်္ကန်းလှူတာကိုအဇိတယဟန်အလူထွက်ခံတော့ကမင်းတို့အဇိတယဟန်ကိုအထင်သေးကြတယ်အေးအဇိတယဟန်ဟာတိမ်ဖုံးနေတဲ့နေမင်းနဲ့တူတယ်ပြာဖုံးနေတဲ့မိခဲနဲ့တူတယ်မြေမှုန့်နေဖုံးနေတဲ့ဗရမ ्या ယရဏနဲ့တူတယ်မြေကြီးထဲမှာမြုပ်နေတဲ့ရွှေအိုးနဲ့တူတယ်ပွင့်လူလူဗရုံမာကြားနဲ့တူတယ်ယူကန်တို့တောင်းတဲ့နေတဲ့နေလွန့်လင်နဲ့တူတယ်ဖယားဖြစ်ဖို့ရမျိုးစေ့နဲ့တူတယ်ပါရမီဖြည့်ပြီးတော့ဖယားအလောင်းဖြစ်တော်မူတယ်နောင်သောအခါမှာဗတ္တကကဘာမှာပွင့်တော်မူမယ်နောက်ဆုံးဗုဒ္ဓအရိမေတ္တယဖယားဖြစ်ပါတယ်လို့ဘေကဝါဘုံတော်6စုအောင်လံသူဖြစ်တော်မူသောဖယားရှင်ကိုရောမြတ်ကအဝေါစာကရုဏာရှိထားမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းခြေသားတို့တဲ့အဇိတယဟန်ကသမ္မာပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ဟောဒီဗတ္တကကဘာမှာနောက်ဆုံးပွင့်တော်မူမယ်အရိမေတ္တယမြတ်စွာဘုရားအလောင်းပဲခြေသားတို့ဒီလိုမြတ်စွာဘုရားကမိန့်တော်မူတော့မှသံဃာတော်တွေကစိတ်ဝင်စားသွားတယ်ဒီကိုယ်တော်ကိုတို့ကတမ္မာအောက်မိတ်နေတာဘေးတို့ကဘုရားလောင်းပဲအခုဂေါရမမြတ်စွာဘုရားသာသနာတော်ကုန်ပြီးပွင့်တော်မူမယ်အရိမတိယဘုရားအလောင်းပဲဒီတော့မှဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအဇိတယဟန်ရဲ့ဘဝဇာကြောင်းကိုရှင်ဘုရားအရိမေတ္တယဗုဒ္ဓဝင်းကိုရှင်ဘုရားတပည့်တော်တို့ကိုပြန်ဟောမယ်ဆိုရင်ပြန်ပြောပြမယ်ဆိုရင်တပည့်တော်တို့နာကြားခြင်းပါတယ်မြတ်စွာဘုရားလို့ဘုရားရှင်ကိုရောမြတ်ကိုလျောက်ထားတော်မှာဘုရားရှင်ကိုရောမြတ်ကသင်္ကန်းအမဖြစ်တဲ့မိတွေတော်ဂေါရမီကြီးနဲ့တန်ခပရိသတ်တွေကိုခြေသားတို့ခြေသမီးတို့အဇိတယဟန်ကလေအတိတ်ဘဝစီတော့ငါဘဒုမမြည်သောစัจ जा မင်းကြီးဖြစ်ဘူးတဲ့ဘဒုမတဲ့စัจ जा မင်းကြီးနာမည်ကဘယ်သူတဲ့လဲအေးဘဒုမလို့မြည်တဲ့စัจ जा မင်းကြီးဖြစ်စဉ်ကာလကပွင့်တော်မူတဲ့ဘုရားကသူမိတ်တာဘုရားရဲ့ဘွဲတော်ကသူမိတ်တာအဲ့ဒီသူမိတ်တာမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူစဉ်ကာလဟောဒီအရိမေတ္တယဘုရားအလောင်းဖြစ်တဲ့ဘဒုမာမြည်သောစัจ जा မင်းဟာသူမိတ်တာမြတ်စွာဘုရားကိုကြောင်းဆောက်လှူတယ်။ဘာလှူလဲ။ကြောင်းဆောက်လှူတယ်သင်္ကန်းလှူတယ်စီမီလှူတယ်တဲ့။ကြောင်းရဲ့သင်္ကန်းရဲ့စီမီရဲ့ကုသိုလ်3မျိုးကုသိုလ်ဘယ်နှမျိုးအေးအဲ့ဒီတော့ကသူမိတ်တာမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူစဉ်ကာလကမြတ်စွာဘုရားကိုကြောင်းနဲ့လည်းပူဇော်ဘူးတဲ့သင်္ကန်းနဲ့လည်းပူဇော်ဘူးတဲ့စင်မီးတွေနဲ့လည်းထွန်ညှိပြီးတော့ပူဇော်ဘူးတဲ့
အဲ့ဒီဘဝကနေမနေလို့သေဗျမဘာဝီမင်းဆိုတာရှင်မကြီးတစ်ပါးဖြစ်ပြန်တယ်မင်းကြီးနာမည်ကဗျမဘာဝီတဲ့ဗျမဘာဝီမင်းဖြစ်စဉ်ကာလကဘယ်ဖရာပွင့်နာနဲ့ကြုံတော့ဆိုတော့သူနဲ့ဘွဲ့တူမစ်တေယဖရာတဲ့မစ်တေယဖရာအဲ့ဒီမစ်တေယဖရာပွင့်စဉ်ကာလမှာအရိမစ်တေယဖရာအလောင်းကဗျမဘာဝီလို့ခေါ်တဲ့မင်းကြီးဖြစ်တယ်အဲ့ဒီချိန်တုန်းမှလည်းပဲမစ်တေယမြတ်စွာဘုရားကိုယရဏမန္တကြီးထိုးပြီးတော့မန္တနဲ့ပူဇော်ခဲ့ဘူးတဲ့မန္တကြီးယရဏမန္တကြီးထိုးပြီးတော့အဲ့ဒီကနေလူပြည်နတ်ပြည်စုံစမ်းသွားလာလိုက်တာပြိတ္တတေလောကသုံးပါးမှာဘုရားတဆူပွင့်မြန်တဲ့မုဟုတ်တမြတ်စွာဘုရားတဲ့ဘာဘုရားတဲ့လဲမုဟုတ်တမြတ်စွာဘုရားရှင်ကိုရောမြတ်ပွင့်တော်မူရာကာလပပဝန္တလို့ခေါ်တဲ့စัจ जा မင်းကြီးဖြစ်ပြန်တယ်အဲ့ဒီလိုမုဟုတ်တမြတ်စွာဘုရားပွင့်တော်မူရာကာလပပဝန္တလို့ခေါ်တဲ့စัจ जा မင်းကြီးဖြစ်စဉ်ကာလကမင်းစည်းစိမ်တွေကိုစွန့်ပယ်ပြီးတော့သင်္ကန်းဝတ်ဖူးတယ်တဲ့ယဟန်ရဲ့ဘွဲကယတနကတဲ့ရှင်ယတနကလို့အမည်နဲ့မြတ်စွာဘုရားသာနာတော်မှာဝင်လို့သင်္ကန်းဝတ်ပါတယ်သင်္ကန်းဝတ်ပြီးတော့အဲ့ဒီမှာဖယားဆုကိုပန်းတယ်ဘာဆုကိုပန်းသူဖယားဆုပန်တဲ့ဘဝကဘုန်းကြီးတို့ပြေးသားကြီးပပဝန္တလို့ခေါ်တဲ့စัจ जा မင်းကြီးဖြစ်စဉ်ဖယားဆုပန်တဲ့ဖယားကမုဟုတ်တမြတ်စွာဘုရားကိုယ်တိုင်သင်္ကန်းဝင်ဝတ်တဲ့စัจ जा မင်းရဲ့စီစဉ်တွေကိုစွန့်ပြီးတော့ယဟန်ဖြစ်လာတဲ့အခါကျတော့သူ့ရဲ့ဘွဲကရှင်ယတနကလို့ခေါ်တယ်အဲ့ဒီရှင်ယတနကဆိုတဲ့ဘွဲနဲ့ယဟန်ဝင်ပြီးတော့အဲ့ဒီကစလို့ဘုရားဆုကိုပန်မှုတယ်16သင်္ချင်းတဲ့ကဘာတသိန်းကစလို့ဘုရားဆုကိုပန်ခဲ့တာချက်သားတို့တဲ့16သင်္ချေဘယ်လောက်လဲဘုရားသားဘုန်းကြီးတို့မြတ်စွာဘုရားက4သင်္ချေနဲ့ကဘာတသိန်းအခုပွင့်တော်မူသွားတဲ့ခောရမမြတ်စွာဘုရားကဘယ်နဲ့သင်္ချေကဘာတသိန်းဟောဘုန်းကြီးတို့အခုပွင့်တော်မူမဲ့အရိမတေယမြတ်စွာဘုရားရှင်ကိုတော်မြတ်က16သင်္ချေကြားတယ်တဲ့ဘယ်လောက်ကြားလဲ16သင်္ချေနဲ့ကဘာတသိန်းတိတိကြအောင်ပါရမီတွေအများကြီးဖြည့်ရတယ်ရှင်းရှင်းပြောမယ်ဆိုရင်ဘုန်းကြီးတို့ပြည်သားနားလည်အောင်ပြောမယ်ဆိုရင်အရိမတေယမြတ်စွာဘုရားဒီပါရမီဖြည့်ရတာဟာဂေါရမဘုရားတဲ့ကိုပို့ပြီးတော့ပါရမီဖြည့်ရတာကြားပါတယ်အဲ့ဒါဘုရားတွေဘယ်နှစုပါရမီဖြည့်ကြရတော့ဆိုရင်တဏင်္ဂရာစတဲ့28စုကုန်သောဘုရားရှင်တို့ရဲ့လက်ထက်တွေမှာလည်းပဲပါရမီတွေဖြည့်ခြင်းရှိဘူးတော်မူပြီးတော့ဗျာဒိတ်ခံထားခဲ့တာဖြစ်လို့အညတရယဟန်တပါးလို့တော့မင်းတို့မထင်လိုက်နဲ့မထီမဲ့မြင်မလုံးကြနဲ့လို့မိန့်တော်မူတာအဲ့တော့မြတ်စွာဘုရားရှင်ကိုတော်များကအဲ့ဒီလိုအဇိတယဟန်ရဲ့အကြောင်းကိုသံဃာတော်တို့ကိုပြောပြတဲ့အခါကျတော့အဇိတရဟန်ကဘုန်းကြီးတို့ပြေးတိုင်းတိတ်ကိုဝမ်းသာသွားတယ်ဟာငါကငါအခုမှသိတယ်ဒီတန်းငါဟာအရိမတေယဘုရားအလောင်းပဲဗတ္တကဘာမှာပွင့်တော်မူမဲ့ဘုရားငါးစုထဲမှာနောက်ဆုံးဘုရားပဲအဲ့ဒီတော့မှအရိသယဟန်ကပြေးသားတွေဝမ်းမြောက်ဝမ်းသာစွာနဲ့သူ့လက်ထဲမှာအလှခံထားတဲ့ရွှေသင်္ကန်းကိုဂေါရမီထိဂေါရမီမဟာပသပတိဂေါရမီလှူထားတဲ့ရွှေသင်္ကန်းကြီးကိုမြတ်စွာဘုရားတရင်သုံးတဲ့ခန္ဓာကူရီကျောင်းတော်မှာမျက်နဲ့ကျက်အဖြစ်နဲ့ချိန်ဆွဲပြီးတော့လှူဒန်းတယ်တဲ့ကဲဘုရားကပလင်ပေါ်မှာရွှေသင်္ကန်းကြီးခြုံပြီးတော့ထိုင်းနေတာခေါင်းတော်ဘော်ကနေပြီးတော့မျက်နဲ့ကျက်ပုံသဏ္ဍာန်လုပ်ပြီးတော့တခါတည်းအဲ့ဒီမှာတက်လှူလာအပေါ်ကရွှေသင်္ကန်းရောင်းရဲအောက်ကမြတ်စွာဘုရားဝတ်ထားတဲ့ရွှေသင်္ကန်းရောင်ရဟာဘိဒရေမြတ်စွာဘုရားရဲ့ရုပ်ရူပကာယကဘလို့မှဖူးလို့မဝဘူးတဲ့ရွှေရောင်တွေကလည်းတဖြည်းဖြည်းတစ်ပြက်ပြက်နဲ့ဟာဘုရားရဲ့အသေးတော်ကလည်းတခါတည်းအလွန်တရာကိုကြီးညိုဝေးအောင်ကောင်းအဲ့ဒီမှာအဇိတယဟန်ကလေခန္ဓာကိုယ်ကြီးကြောင်းတော်မှာမျက်နှာကျက်ဖြင့်ချိန်ဆွဲလူတန်းပြီးတော့ဆူတောင်းပါတယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားရှင်ဘုရားကိုတပည့်တော်ရွှေသင်္ကန်းကြီးကိုမျက်နှာကျက်အဖြစ်လှုပ်လို့ရတဲ့ကုသိုလ်ကံအားစွမ်းဘက်ကားကြောင့်တပည့်တော်လေးဘုရားဖြစ်တဲ့အခါမှာရွှေပန်းဆိုင်ငွေပန်းဆိုင်ရွှေငွေတန်တန်ပလဲရွှေပန်းဆိုင်တွေငွေပန်းဆိုင်တွေရွှေနဲ့လှုပ်ထားတဲ့ပန်းဆိုင်တွေ
ဘိန်းတို့ပြေးတာအခုလျှက်စစ်တွေရောင်းတဲ့နေရလျှက်စစ်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာရန်ကုန်တို့ဘာလို့တို့ကြည့်ပါလားမိပန်းဆိုင်ကြီးတွေမလှဘူးလားပြေးသားရဲ့အာတချို့မိပန်းဆိုင်တွေတော့3-4သိန်းပေးရတယ်အဲ့ဒီလိုပေါ့ရွှေနဲ့လှုပ်ထားတဲ့ပန်းဆိုင်ကြီးတွေဗဒမြားနဲ့လှုပ်ထားတဲ့ပန်းဆိုင်တွေတန်တာနဲ့လှုပ်ထားတဲ့ပန်းဆိုင်တွေအဲ့ဒီလိုရွှေငွေတန်တာပလဲများတို့ဖြင့်တန်းစားဆင်းလျက်ယရနာ9ပါးနဲ့ပြည့်စုံတဲ့ဆက်နဲ့ယူဇနာကျဲဝန်းတဲ့ဗိမာန်မျက်နှာချက်ကိုတပည့်တော်ဘုရားဖြစ်တဲ့အခါမှာအဲ့ဒီလိုရွှေပန်းဆိုင်ကြီးတွေနဲ့တန်းတာဆင်ထားတဲ့ဗိမာန်မျက်နှာချက်ကြီးဟာတပည့်တော်သွားလေရမှာလိုက်ပါစေသာမြတ်စွာဘုရားလိုပဋ္ဌာန်းစုတော်ကိုအကာတိကောင်းစွာမဲ့သွေတောင်းယူတော်မူလိုက်ပါပေတည်းအဲ့ဒီဆုကိုတောင်းပြီးတော့အဇိဒယဟန်ကသူ့နေရာသူပြန်ထိုင်သူ့နေရာသူပြန်ထိုင်တဲ့အခါကျတော့အဲ့ဒီမှာသာရိပုတ္တမဟာပညောဓမ္မသေနာပတိသာရိပုတ္တမဟာပညောဓမ္မသေနာပတိဝိဘူလောကနာမနုကံပါယတထာရံပရိမုစ္စတိအရှင်သာရိပုတ္တရမထေရသူမြတ်ဟာအဇိဒယဟန်ဘယ်လိုဘုရားဖြစ်မဲ့ဆိုတာကိုသိခြင်းနေကြတဲ့ယဟန်တော်တွေရဲ့စိတ်ကိုသိတာနဲ့မြတ်စွာဘုရားကိုဘုန်းတော်ကြည်တော်မူတော်မြတ်စွာဘုရားရှင်ဘုရားတပည့်တော်တို့ကိုအဲ့ဒီရှင်ဘုရားကိုမျက်နှာကျပန်းတိုင်းကြီးလှူသွားတဲ့အဇိဒယဟန်ရဲ့အရိမေတေယဗုဒ္ဓဝင်တရားကိုမြတ်စွာဘုရားထပ်ဆင်ပြီးတော့ဟောပြတော်မူပါဘုရားလိုအဝေါစာရွှေနတော်ကြအောင်ကောင်းစွာမသွေလျောက်ထားလိုက်ပါပေတော်တည်းအရိမေတေယဗုဒ္ဓဝင်ကိုအစမှန်နေဆုံးပြန်လီဟောကြားဖို့လို့တောင်းပန်တာအရှင်သာရိပုတ္တရာဘယ်သူတောင်းပန်တာလဲရှင်သာရိပုတ္တရာမထေရသူမြတ်တောင်းပန်တဲ့အခါကျတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကခြေသားသာရိပုတ္တရာငါဘုရားပြိဋိဘံစံပြီးလို့ကာလကြာတော့သာသနာတော်ဆုတ်ယုတ်လာပြီးတော့9000ပြည့်တဲ့အခါမှာသာသနာကွယ်လိုက်မယ်တဲ့သာသနာကွယ်တာကနေစတယ်ပြေးတတ်ကြီးဟာဒီအရိမေတေယဗုဒ္ဓဝင်ကိုဘုရားဟောတဲ့နေရာမှာယခုဘုန်းကြီးတို့တွေ့နေတဲ့ဂေါတမမြတ်စွာဘုရားရှင်ကိုရောမြတ်သာသနာတော်ကြီးကွယ်လိုက်မယ်တဲ့မြတ်စွာဘုရားပြိဋိဘံစံဃာနီးမှာသုဘဒပရပိုက်ကြီးကမြတ်စွာဘုရားကိုလာပြီးတော့လျှောက်လို့မြတ်စွာဘုရားဖြေခဲ့တဲ့မိဂွန်းတစ်ခုရှိတယ်မြတ်စွာဘုရားရှင်ဘုရားရဲ့သာသနာတော်ဘယ်လောက်ကြာကြာတည်ပါမလဲရှင်ဘုရားပြိဋိဘံစံပြီးရင်ရှင်ဘုရားရဲ့သာသနာဘယ်လောက်ကြာကြာတည်ပါမလဲလို့ဘုရားရှင်ကိုရောမြတ်ကိုမေးတော်မြတ်စွာဘုရားရှင်ကိုရောမြတ်ကသမ္မာဝိဟရေယောသမ္မာကောင်းစွာဝိဟနေယုံသီလသမာဓိပညာတွေကိုသံဃာတရားကောင်းစွာကျင့်သုံးနေမယ်ဆိုရင်သံဃာတော်တွေကသီလသိက္ခာတွေကိုမပြတ်အောင်ထိမ့်သိမ့်နေမယ်ဆိုရင်သမာဓိကျင့်စဉ်တွေကိုမပြတ်အောင်ကျင့်သုံးနေမယ်ဆိုရင်ပညာတရားတွေကိုကြိုးစားပွားများအထောက်နေမယ်ဆိုရင်ငါဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်သည်9000မကတည်နိုင်တယ်ဟောဘုရားကသာသနာ9000မကတည်ခြင်းရဲ့တဲ့သံဃာတော်တွေကသီလကိုအပြည့်အဝကျင့်ကြသမာဓိကိုကျင့်ကြပညာတရားတွေကိုကျင့်သုံးကြသီလသမာဓိပညာသိက္ခာသုံးပါးကိုကျင့်သုံးနေတဲ့သံဃာတွေကိုတရားဓမ္မတွေကပြည့်စည်နေတဲ့ထောက်ပံ့နေမယ်ဆွမ်းသင်္ကန်းကြောင်းစင်းနဲ့ထောက်ပံ့နေမယ်ဆရာဘက်ကလည်းတရားနဲ့ထောက်ထားမယ်တရားဘက်ကလည်းပြည့်စည်နဲ့ထောက်ပံ့ထားမယ်ဆိုရင်ဒီသာသနာတော်ကြီးဘယ်လိုလုပ်ပြီးတော့ပြိုကွဲပြောင်းနိုင်တရားရှိမလဲတဲ့ဆရာနဲ့တက္ကညီရင်သာသနာတည်မယ်ဆရာနဲ့တက္ကညီရင်ဗာတည်မယ်ဆရာဘက်ကညီနေလို့ကြီးလည်းမရဘူးဆရာဘက်ကလည်းသီလသမာဓိပညာသိက္ခာသုံးပါးကျင့်နေုံနဲ့မပြီးဘူးတဲ့တရားဘက်ကလည်းဆွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါးနဲ့ထောက်တဲ့တရားတွေဘက်ကလိုလေတဲ့မရှိအောင်စွမ်းသင်္ကန်းကြောင်းစီ၄ပါးသောပစ္စည်းတွေနဲ့ဘလောက်ပင်ထောက်ပံ့နေတော့လဲပဲတ
တန်ဃာတွေသီလတွေပြည့်နေပြီကိုကျင့်တရားတွေမကောက်မှုသွားကျင်တာသွားနေကျင်တာနေစားကျင်တာစားလှုပ်ကျင်တာလှုပ်နေပြီဆိုပြန်ရင်လည်းပဲဆရာနဲ့တက္ကညီသေးလားတက္ကဘက်ကတာဝန်ကြည့်ပေးမယ်လို့ဆရာဘက်ကတာဝန်မကြည့်ပြန်ဘူးဆိုရင်လည်းပဲသာသနာကွယ်သွားမယ်ဒါကိုဘုရားရှင်ကိုရောမြတ်ကသာကာရအနာကာရသာဥဘောအညောညာနေတိတာကိုင်းကိုကျွန်းပြီးကျွန်းကိုင်းမိတို့တဲ့ဆရာနဲ့တက်ကရေနဲ့ကြလက်တွဲပြီးတော့သာသနာပြုသွားကြမယ်ဆိုရင်သာသနာတည်အောင်ပဲဒါကြောင့်မို့လို့ဘုရားသားရေလိုက်ဆိုပါပစ္စည်းလေးဝါတကတာဝောခောဖောညွန်ပြဆရာတာဝောဆရာတကနှဖျားကြည်ပြွန်သာသနာလွင်ကြအောင်တကောပစ္စည်းလေးဝတကတာဝောခောဘောညွန်ပြဆရာတာဝောဆရာတကနှဖျားကြည်ပြွန်သာသနာလွင်ကြအောင်တကောပစ္စည်းလေးဝတကတာဝောခောဘောညွန်ပြဆရာတာနံပါတ်1ကပရိယတိသာသနာနံပါတ်2ကပရိပတ်တိသာသနာနံပါတ်3ကပရိဝေဒသာသနာနံပါတ်4ကလိင်္ဂသာသနာနံပါတ်5ကဓာတုသာသနာတဲ့ဘုန်းကြီးတို့ပြတာကြားဖို့နေတာကပရိယတိသာသနာပရိပတ်တိသာသနာပရိဝေဒသာသနာဒီလိုကြားဖို့နေတာနောက်သာသနာနှမျိုးပေါ်လာတဲ့ပရိသတ်လိင်္ဂသာသနာနဲ့ဓာတုသာသနာဆိုပြီးတော့အဲ့တော့ပရိယတိသာသနာနဲ့ပရိပတ်တိသာသနာနဲ့ပရိဝေဒသာသနာနဲ့ဒီသာသနာတော်300ဟာ1300နဲ့တူတယ်တဲ့တစ်ခုဆိုင်ရင်အကုန်ဆိုင်သွားရောတဲ့တစ်ခုလဲရင်လည်းပဲနောက်ထောက်တွေအဲ့ဒါလဲသွားရောတဲ့ဒီ3ခုဟာတောက်တဖွဲပဲတဲ့အဲ့တော့ဘုန်းကြီးတို့ပရိယတိသာသနာကွယ်တဲ့အကြောင်းကိုနည်းနည်းလေးပြောမယ်ပရိယတိသာသနာဘယ်လိုနည်းနဲ့ကွယ်သွားမလို့ဆိုလို့ရှိရင်တဲ့မင်းနဲ့ပြည်သူတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ပုဂ္ဂိုလ်တွေတိုင်းသူပြည်သားတွေတရားပြည့်ရင်တဲ့မင်းကလည်းမင်းကျင့်တရားတွေပြည့်တယ်တိုင်းသူပြည်သားတွေကလည်းတိုင်းသူပြည်သားတွေလိုက်နာကျင့်သုံးရမယ်တရားတွေပြည့်သွားပြီဆိုလို့ရှိရင်တဲ့နံပါတ်1ဘာတွေဖြစ်လာမလို့ဆိုရင်မိုးလေဝသရာသီဥတုတွေဖောက်လွယ်ဖောက်ပြန်ဖြစ်လိမ့်မယ်တဲ့ရာသီဥတုတွေဖောက်လဲဖောက်ပြန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ရာသီအလိုက်စိုက်ပျိုးရတဲ့သီးနှံများပျက်စီးတယ်တဲ့သီးနှံတွေပျက်စီးတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဒကာတော်မတွေကြက်လာတယ်စီဝါရေးတွေကြာလာတဲ့အခါကျတော့ခါတိုင်းဆိုလို့ရှိရင်လေအလှူဒန်းတွေပေးရောစီတန်းတွေတညံညံနဲ့ဘုရားတော်ကြောင်းတဲ့ကုသိုလ်တွေဆက်သာသဘာတွေမှန်မှန်ရပဲတွေမှန်မှန်ရဒီလိုရာသီဥတုမှန်ပြီးတော့ကောက်ပဲတိဏ္ဍာနေထွက်တော့ကိုလည်းစားကိုပြည်တွေကိုသားလေးတွေလည်းရှင်ပြုဟဲ့ဒီနေ့စဘာပေါ်ရင်ရှင်ပြုမယ်ဟဲ့ပဲရောက်ပြီးရှင်ပြုမယ်ယဟန်ခံမယ်ဟဲ့ပဲရောက်ပြီးလို့ရှိရင်ကြောင်းဆောင်မယ်ဟဲ့အစရှိသည့်အဖြစ်ကိုတိဏ္ဍကိုချင့်ချိန်ပြီးတော့ဘလောက်တိုင်းတာထွက်ရင်ဘလောက်ရောက်ပြီးတော့ဝန်သာတဘာခြံပြီးတော့ကျန်တာတွေကြောင်းဆောက်ပြည့်မယ်တရားတည်ပြည့်မယ်ရှင်ပြုပြည့်မယ်ယဟန်ခံပြည့်မယ်ကုသိုလ်ကောင်းမှုလုပ်ပြည့်မယ်ဆိုပြီးတော့အဲ့ဒီလိုပြုလုပ်ဆောင်ရွက်မဲ့တရားဓမ္မတွေဟာပဲတွေမထွက်စပါးတွေပြဲအဲ့လိုဖြစ်လာပြီးတော့တစ်နှစ်ဆိုရင်ကိစ္စမရှိဘူးနှစ်နှစ်ကိစ္စမရှိဘူးသုံးနှစ်ကိစ္စမရှိသေးဘူး၄နှစ်၅နှစ်၆နှစ်9နှစ်10နှစ်အဲ့လိုဇက်တိုက်ကြီးတရားတော်မိုးတွေခေါင်ကျင်တဲ့အခါကျဆွတ်ခေါင်ရေတွေကြီးကျင်တဲ့အခါကျဆွတ်ကြီးအဲ့ဒီလိုတွေဖြစ်လာပြီဆိုလို့ရှိရင်တဲ့ကိုစားဖို့မှအနိုင်နိုင်ဆိုတော့တန်ဃာကိုလည်းမလှူနိုင်ကြတော့မလှူနိုင်တော့တန်ဃာတွေဘက်ကလတ်လာပါမရဘူးဘုန်းကြီးတို့မြမသမိုင်းသာသနာသမိုင်းမှာဖြစ်ဖူးတဲ့ဖြစ်ရတစ်ခုရှိပါတယ်တန်ဃာတွေဒုဗိကံတရကစိုက်တဲ့အခါကျတော့တန်ဃာတွေစားဖို့တောက်ဖို့
မရှိတရားဓမ္မတွေကလည်းမလူနိုင်မတန်းနိုင်တဲ့ခါကျတော့ကိုတော်တွေဒီပရိယတ္တိသာနာတော်ကိုဘယ်လိုအသက်ဆက်ခဲ့ရတော့ဆိုလို့ရှိရင်ညနေကြလို့ရှိရင်ဟိုးတဲတောင်ပြင်မှာသွားပြီးတော့တဲတွေကိုဘိုက်ပေါ်တင်းရေဆက်ဆက်မှာတဲတွေကိုဘိုက်ပေါ်တင်းဘိုက်ပူလို့ဝမ်းပူလို့နေလေကလည်းစောမစားအောင်အာယုံလုံးလည်းမစားအောင်ဒါပေမဲ့လို့တို့ဒီရထားတဲ့မြတ်စွာဘုရားရဲ့စာတွေကိုမပြောင်းမပြည့်ရအောင်နေ့တိုင်းတန်ဃာတွေကရွတ်ဖတ်ပြီးတော့ပြန်နေရတာအခုခေတ်လို့စာအုပ်ရှိတာမဟုတ်ဘူးစာအုပ်ထဲမှာရေးထားပြီးပြီဆိုရင်ကိစ္စမရှိဘူးစာအုပ်ထဲမှာမရေးရသေးခင်ခေတ်ပေါ့ကြောက်တဲ့အခရာတို့ပေတဲ့အခရာတို့စက္ကူပေါ်မှာမတင်ရခင်ခေတ်တုန်းကတန်ဃာတွေကဟာဒီဘုန်းကြီးတို့ပရိယတ္တိစာပေကိုနှုတ်ထဲမှာပဲဆောင်းထားကြတာနှုတ်ထဲမှာဆောင်းထားတော့ကြာရင်မေ့မှကြောက်လို့ပဲပြည့်တယ်ဒီစာကိုနေ့တိုင်းအခောက်ခောက်အထက်ထရွတ်ဖတ်ရတယ်အဲ့ဒီမှာဒုဗိကန္တရကစိုက်တဲ့အချိန်နဲ့ကြုံတော့ကတန်ဃာတွေဘယ်လောက်ထိအောင်ဒုက္ခရောက်ကြတော့ဆိုလို့ရှိရင်ဒီပရိယတ္တိသာသနာကွယ်မသွားအောင်လို့စာပြန်ရတဲ့အခါမှာဝမ်းထဲမှာပူတော့ဟိုတဲဆဆကရေနဲ့တဲနဲ့ရောနေတဲ့တဲတွေကိုဘိုက်ပေါ်မှာတင်းပြီးတော့အဲ့ဒီပရိယတ္တိစာပေတွေကိုအဲ့ဒီလိုတန်ဃာတွေကမပြောင်းမပြေအောင်အသက်ဆက်ပြီးတော့ရေတောက်ပြီးတော့ဘိုက်ပေါ်မှာတဲတင်ပြီးတော့ရွတ်ဖတ်ပြီးတော့ထိမ့်သိမ့်လာတာနောက်ပိုင်းကျတော့ဒီကိုတော်တွေပြန်တော်မူသွားရင်တော့ဖြင့်ပရိယတ္တိသာသနာပျောက်သွားတော့မယ်။ကိုင်ပေထက်အခရာတင်ကြစို့ဆိုပြီးတော့မှအဲ့ဒါပေရွက်ပေါ်မှာရေးပြီးတော့မှတ်ခဲ့တယ်။ကြောက်ထက်အခရာတင်ကြတော့ဆိုပြီးတော့ကြောက်ပေါ်မှာရေးပြီးတော့မှတ်ခဲ့တယ်။အဲ့ဒီတဲ့တစ်ဆင့်မြင်လာတဲ့အခါကျတော့ကိုင်စက္ကူပေါ်ရေးပြီးတင်ကြစို့ဆိုပြီးတော့အဲ့ဒါစက္ကူပေါ်မှာရေးမှတ်ပြီးတော့တင်ထားတဲ့အခါကျတော့အခုတို့တရားဓမ္မတွေတချို့ပုဂ္ဂိုလ်တွေပိဋကသုံးပုံလှူတယ်ပိဋကသုံးပုံလှူတယ်ဆိုတာအဲ့ဒါပဲပရိသတ်ကြီးဘုရားဟောပါဠိတော်တွေကိုစက္ကူထဲမှာရိုက်ပြီးတော့စာအုပ်ဖြစ်ထုတ်လုပ်ပါတယ်အဲ့ဒီစာအုပ်ဟာပိဋကသုံးပုံပဲတဲ့အဲ့ဒီစာအုပ်ထဲကရှိနေတဲ့စာပိုက်တွေဟာရှေ့ခေတ်ကဆရာတော်ကြီးများနှုတ်ထဲမှာရွတ်ပြီးတော့ဆောင်းထားတာပါဒါကြောင့်အဲ့ဒီလိုတရားဓမ္မတွေရှားပါလာတဲ့အချိန်မှာတန်ဃာတွေကိုမလှူနိုင်ဘူးဆိုရင်ရှေ့ခေတ်ကဆရာတော်ကြီးတွေရှေ့ခေတ်ကတန်ဃာတွေကသရတရားကသိကောင်းတာသရတရားကသိထက်တာဟိုတို့အသက်တည်ရင်တည်သွားပလိသေမြတ်စွာဘုရားရဲ့ပရိယတ္တိသာသနာတော်အပြည့်စည်းမခံဟုတ်ခဲ့ဆိုပြီးတော့အသက်နဲ့ကိုလဲပြီးတော့ပရိယတ္တိသာသနာကိုဆောက်ရှောက်တော်မူခဲ့ကြတယ်အခုခေတ်ကိုတော်တွေကသာသနာနောက်ပိုင်းဆိုတာဒီတိုင်းပဲပြည့်တဲ့သရတရားတွေကြာလာတယ်အားပြော့လာတယ်ခုခေတ်ကိုတော်တွေကဆိုရင်တော့ဖြင့်ဟိုတရားတော်မတွေမှမလှူတော့ပဲနဲ့ဒီစာကြက်နေလေအလကားပဲဆိုပြီးတော့မကြက်ကြမပြန်ကြမဆိုကြရင်ဒီပရိယတ္တိသာနာကွယ်သွားတာကြာပြီအဲ့တော့တို့ဘုန်းကြီးတို့ပြည်သားကိုဘုန်းကြီးနားလည်အောင်ပြောမယ်ပရိယတ္တိသာနာကွယ်တယ်ဆိုတာစာတင်တိုက်တွေမှာပရိယတ္တိပို့ချနေတဲ့သံဃာတွေကိုတို့တရားတော်မတွေကအလေးဂရုမပြုဘဲနဲ့စာသင်္ကန်းကျောင်းစေပစ္စည်းလေးပါစာအုပ်စာရန်လိုအပ်တာကိုမထောက်ပံ့မဲနဲ့ဒီလိုပဲနေလာတဲ့အခါကျတော့ကိုတော်တွေဘာဖြစ်တုံးဆိုတော့လတ်လာပါမရတဲ့အခါကျတော့ကဲမရတော့ရတဲ့နည်းနဲ့တို့ရှာကြလိမ့်မယ်တဲ့ဘယ်လိုရှာကြမလို့ဆိုတော့ဘုန်းကြီးတို့ထေရဝါဒသာသနာကနေပြီးတော့မဟာယာနသာသနာဘက်ကိုကူးသွားတယ်မဟာယာနသာသနာဆိုတာကဘုန်းကြီးတို့ပြည်တဲ့ပြည်ရင်ဟောမယ်တိုက်ရိုက်တဆင်လုံးမယ်စေဝမန္တရားမန္တန်တွေမှုတ်ပြီးတော့ရွတ်ဖတ်တရဆယ်ပေးမယ်အဲ့ဒီလိုတွေဆောင်ရွက်လာကြလိမ့်မယ်အဲ့ဒီလိုဆောင်ရွက်လာကြမယ်ဆိုလို့ရှိရင်အဲ့ဒီနည်းကိုဘုန်းကြီးတို့စာပေများအတိုင်းအမနာနပြောရရင်တော့အဲ့ဒါတမ္မာအာဇီဝနီးမဟုတ်ဘူးတဲ့တမ္မာအာဇီဝနီးနဲ့လလဘကိုရှာတာမဟုတ်ဘူးတဲ့မတရားသောနည်းဖြင့်ရှာတယ်လို့စာပေများဒီလိုသုံးတာရှိပါတယ်အဲ့တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာကွယ်ချောင်းထဲမှာလဲလက်များအောင်ဖန်လလဘတွေရအောင်ဆောင်ရွက်မယ်ဆိုတာဘယ်လိုလုပ်လဲဗေဒင်စေဝမန္တရားဒီလိုနည်းတွေနဲ့နှလုံးသုံးလုံးပေးပြီးတော့ဒကာတော်မတွေလာအောင်ဘယ်ဘုန်းကြီးကဘယ်လိုပေးတာမှန်းနဲ့အဲ့ဒီလိုတွေပေါ့လေဒါဟိုနေ့ကလည်းပြောပြီးပါပြီအဲ့တော့အဲ့လိုနည်းတွေနဲ့ပရိယတ္တိလည်းအမထုတ်တော့ဘူးပရိပတ်တိကမ္မထံတရားလည်းမထိုင်ကြတော့ပဲနဲ့အဲ့ဒီလိုနည်းတွေနဲ့ဒကာတော်မတွေထင်ကြည့်အောင်ဒကာဓမ္မတွေကိုယ်ပဲစိကအောင်လို့လုံလာပြီဆိုလို့ရှိရင်ဘေဒတ်တွေပရိယတ္တိစာပေမသိတော့ပဲနဲ့အဲ့ဒီလမ်းဘက်ကိုလိုက်သွားကြမယ်ဆိုရင်တဖြည်းဖြည်းနဲ့
ပတိယတ္တိသာသနာကွယ်သွားပြီသာမတင်ကြတော့ဘူးတဲ့ပတိယတ္တိသာသနာကွယ်တယ်ဆိုတဲ့နေရာမှာလည်းပဲဘယ်ကနေစကွယ်မလို့ဆိုရင်ပဋ္ဌာန်းကျမ်းကစကွယ်မယ်ဘယ်ကျမ်းကစကွယ်မယ်ပဋ္ဌာန်းကဘုန်းကြီးတို့စာအုပ်ကြီး9အုပ်ရှိတယ်ပဋ္ဌာန်းနဲ့ပတ်သက်ပြီးတော့ရေးထားတာစာအုပ်ကြီး9အုပ်ရှိတယ်အဲ့ဒီပဋ္ဌာန်းစာအုပ်ကြီး9အုပ်ထဲကရှိတဲ့ပဋ္ဌာန်းတွေကိုရွတ်လည်းမရွတ်တော့ဘူးသင်လည်းမသင်တော့ဘူးအဲ့ဒီပဋ္ဌာန်းစာအုပ်တွေကတဖြည်းဖြည်းနဲ့ခြားတွေကြိုက်ပိုးတွေကြိုက်ထုတ်ကြည့်တဲ့လူလည်းမရှိတော့ဘူးတဖြည်းဖြည်းနဲ့အဲ့ဒီပဋ္ဌာန်းသာသနာတော်ကြီးစာပြီးတော့ကွယ်ပဋ္ဌာန်းကနေပြီးတော့ဘာကွယ်မလဲရမိုက်ကျမ်းကွယ်ပြီးဒီမှာ9ကျမ်းအစဉ်တိုင်းကွယ်ပါတယ်အဘိဓမ္မာ9ကျမ်းအစဉ်တိုင်းကွယ်ပြီးတော့ပြေသတ္တေတဖြည်းဖြည်းနဲ့သုတ်တံကွယ်မယ်ဝိနည်းကွယ်မယ်ပြီးတဲ့က3ပုံရှိတယ်သုတ်တံဝိနည်းအဘိဓမ္မာလို့ဆိုတဲ့အတိုင်းအဘိဓမ္မာကအရင်ကွယ်မယ်အဘိဓမ္မာကွယ်ပြီးတော့သုတ်တံနေကွယ်မယ်သုတ်တံကျမ်းနေကွယ်ပြီးဝိနည်းကျမ်းနေကွယ်မယ်ဝိနည်းကျမ်းနေသင်္ယံပို့ချလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘူးတဲ့အဲ့တော့ပရိယတ္တိသာသနာကွယ်သွားပြီဆိုလို့ရှိရင်သတ္တဗေဒပုဂ္ဂိုလ်တွေမရှိတော့ဘူးတဲ့သတ္တဗေဒပုဂ္ဂိုလ်တွေမရှိဘူးဆိုရင်တရားမဟောနိုင်တရားမပြနိုင်တော့ဘူးတဲ့အဲ့တော့တရားဟောတရားပြမယ်လူတွေမရှိတော့ဘူးဆိုရင်ကျင့်ရမယ်တရားတွေကိုမသိတော့မကျင့်တော့ပฏิပတ်သာသနာကွယ်သွားပြီသူကတထောက်လဲတာနဲ့နောက်ထောက်ကလိုက်လဲလာတာပရိယတ္တိသာသနာမရှိတော့ဘူးဆိုရင်ပฏิပတ်ဆိုတာလည်းပဲကွယ်ပြီအဲ့တော့ပရိယနဲ့ပฏิပတ်ကွယ်ဆိုမှတော့ပရိဝေဒလို့ခေါ်တဲ့မက်ဖို့တွေလည်းပဲမရတော့ဘူးတဲ့အဲ့ဒီကြတော့ဘေသတ္တေသာသနာဝန်ထမ်းရှင်ဟန်တွေအကျင့်ပฏิပတ်သာသနာလဲကွယ်ပြီလဲဆိုတော့ဘာအကျင့်မှမရှိတော့ဘူးတဲ့အိမ်ထောင်သားမွေးကိုကြောင်းဝဲထဲမှာကိုလဲဆိုင်လို့ပဲတွေဆိုင်လို့လှုပ်ချင်တာလှုပ်လို့အိမ်ထောင်တွေပြုကြလို့သားသမီးတွေနဲ့နေကြလိမ့်မယ်တဲ့အဲ့ဒါဘယ်ရောက်သွားပြီလို့ဆိုရင်ဘုန်းကြီးတို့မဟာယာနဘက်ကိုရောက်သွားတာဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာပုံစံအတိုင်းဘုန်းကြီးတို့မဟာယာနဆိုတာလည်းရှိတယ်ကိုယ်ွယ်တာတော့ဗုဒ္ဓဘုရားပုံကိုယ်ွယ်တာပဲဒါပေမဲ့လို့အဝိဇ္ဇာအသွင်တွေပြောင်းသွားတယ်အဲ့ဒါကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အနိကဆုံးကြည့်ရင်ပြီးခဲ့တဲ့နှစ်ကဘုန်းကြီးတို့မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာညီလာခံကြီးဆိုတာကဘာအေးသတ္ထဘာသာနာနိုင်ငံတော်ကြီးမှာဗုဒ္ဓဘာသာညီလာခံဆိုပြီးတော့ကျင်းပတာနိုင်ငံပေါင်းမြောက်များစွာကဗုဒ္ဓဘာသာတော့ဗုဒ္ဓဘာသာပဲထေရဝါဒဗုဒ္ဓဘာသာဟိနာယနာဗုဒ္ဓဘာသာမဟာယနာဗုဒ္ဓဘာသာသူကလည်းအများကြီးရှိတာနိုင်ငံပေါင်းမြောက်များစွာကဘာသာရေးခေါင်းဆောင်ကြီးတွေတက်တဲ့အခမ်းအနားမှာဘုန်းကြီးတို့ပြည်သားကြည့်လိုက်စမ်းဘုန်းကြီးတို့မြန်မာယဟန်တော်များပဲတည်တည်တတ်တတ်ရှိတယ်မြန်မာယဟန်တော်များကသင်္ကန်းလေးတွေယုံလို့ရက်တောင်လေးတွေကိုင်းလို့တခြားမဟာယနာတို့ဟိနာယနာတို့ကကြွလာတဲ့ဘုန်းကြီးတွေကအုပ်ဆောင်ကြီးတွေဆောင်းတဲ့ဘုန်းကြီးတွေကဆောင်းပေါင်းပြီးဝတ်တဲ့ဘုန်းကြီးကဝတ်ဒီလိုတွေကိုတို့လာတာဒီကမ္ဘာဗုဒ္ဓဘာသာညီလာခံကြီးကိုဘုန်းကြီးတို့ကမ္ဘာအေးမှာတက်လာတာတွေ့သားပဲအဲ့ဒီမှာဒီဗီထဲပါနေတာဘုန်းကြီးတို့တပိတ်အိုင်ဆရာတော်ကြီးရဲ့ဆရာအနိဒကန်းဆရာတော်နိဒကန်းဆရာတော်ကြီးဂျပန်ကြွသွားတဲ့အခါကျတော့ဂျပန်လေစိတ်မှာဘုန်းကြီးကလာကြိုတယ်တဲ့ဟိနာယနာဘုန်းကြီးမဟာယနာဘုန်းကြီးလာကြိုပြီးတော့ဂျပန်ဘုန်းကြီးတွေပေါ့လေအဲ့ဒါဂျပန်ကျောင်းရောက်သွားတဲ့အခါကျတော့တဲဒီမှာလာတော့ကတော့ဝတ်စုံနဲ့ဗာနဲ့ကြာနာနာဟိုရောက်တဲ့အခါကျတော့ဘုန်းကြီးကဘောင်းမီနဲ့အင်ကြီးနဲ့ဖြစ်နေတော့နိဒကန်းဆရာတော်ကြီးကမေးတယ်ကိုလူကိုလေသိမ်းမှလာကြိုတော့ကတော့သင်္ကန်းနဲ့ဗာနဲ့အခုဘယ်လိုလဲဒီရောက်တော့ဟိုဘောင်းမီတွေအင်ကြီးတွေနဲ့ဖြစ်နေပါလားနိဒကန်းဆရာတော်ကြီးကမေးတော့အဲ့ဒီမဟာယာနဘုန်းကြီးကဂျပန်ဘုန်းကြီးကဖြေတယ်တဲ့ကိုလူကြားတဲ့သွားတဲ့အခါကျတော့လေလူများမြင်ကောင်းအောင်နေရတာပဲလို့ဆိုတယ်တဲ့လူကြားတဲ့မဟုတ်ဘူးကိုเจ้าမှာကိုဆိုတော့ကိုနေနေလုံးနေတာပဲလို့ဆိုတယ်တဲ့အဲ့ဒါနဲ့ပြီးတဲ့အခါကျတော့နိဒကန်းဆရာတော်ကြီးကိုမိတ်ဆက်ပေးတယ်မြို့သမီးတယောက်ခေါ်ပြီးတော့မြို့သမီးကလည်းကရုံဒီလရှင်အဲ့ဒါဘာလဲဒီလရှင်ဒါငါဇနီးဒါဘာလဲဒါသားဒါသမီးအဲ့ဒါငါသားကြည့်လိုက်ရင်ဘုန်းကြီးကိုပေးမှာငါသမီးကြည့်လိုက်ရင်ဒီလရှင်ကိုပေးမှာဒီလိုကိုအဲ့ဒါဘုန်းကြီးတို့ဒါမြတ်စွာဘုရားကတော့ဘုန်းကြီးတို့ထေရဝါဒသာသနာမှာကတော့သာသနာကုံမဒါမျိုးတွေဖြစ်မယ်လို့ခေါ်ထားပေမဲ့လို့ဂျပန်တို့ဘာတို့မှာဘုန်းကြီးတို့ပြည်သားကြီးဒီမဟာယာနဘုန်းကြီးတွေကအဲ့ဒီလိုအိမ်တော်ပြုခြင်းတာမွေခြင်းဆိုတဲ့အလုပ်ကိစ္စတွေကိုခုတည်းကတို့ဆောင်ရွက်နေကြတာပဲအဲ့တော့တူတူချင်းချင်းလူချင်းနားလည်အောင်ပြောလိုက်ရအောင်
ဘုန်းကြီးတို့ထေရဝါဒသာသနာမှာလည်းပဲနောက်ပိုင်းပေါ့လေတရားတော်မတွေဘိုးလေဝသားတွေခေါင်းပြီးတော့ယာတိဥရုတွေဖောက်ပြန်ပြီးတော့စားစရာတောက်စရာမရှိလို့ဒုက္ခရောက်နေတဲ့အချိန်မှာတန်ဃာတော်တို့ကိုလှည့်မကြည့်နိုင်ကြတော့ဘူးဆိုရင်တန်ဃာတော်တို့ကလည်းအိုးတို့မှလှည့်မကြည့်ပဲနဲ့ဗာဒီဝဏိသိက္ခာဘုဒ္ဓလိုက်နာတရားလူသေးလေသူတို့မျက်နှာကြည့်နေတရားမလိုဘူးတို့ကတို့ရှားစားနေရတာတို့ကတို့နေခြင်းတဲ့ပုံစံတိုင်းနေမယ်ဆိုပြီးတော့အဲ့ဒါအိမ်အောင်ပြုခြင်းတောင်းမွေးခြင်းဆိုတဲ့လုပ်ငန်းကိစ္စတွေကိုလှုပ်လာကြလိမ့်မယ်တဲ့အဲ့ဒီတော့ဒီသင်္ကန်းကြီးဟာဘယ်လိုဖြစ်လာသလဲဒေသရေသင်္ကန်းဟာခဏခဏပတ္တေယခဏခဏရမ်းတဲ့လျှော်ရဖို့ရတာလဲတာဝန်ကြီးတယ်အဲ့တော့ဒီသင်္ကန်းကိုလေးတယ်ဆိုပြီးတော့ရှုပ်တယ်ဆိုပြီးတော့ဒီသင်္ကန်းကိုခြုံမောပြစ်တင်အဲ့ဒီခြုံမောမပြစ်တင်ချိန်လေးမှာဒီသင်္ကန်းတွေကလက်သားလောက်လက်မလောက်သင်္ကန်းစာလေးကိုကကြီးလေးနဲ့ကြိုက်ပြီးတော့လက်ပင်ထဲမှာခြိထားမယ်နားထဲမှာပန်ထားမယ်လက်ကောက်ဝတ်မှာခြိထားမယ်အဲ့ဒီချိန်ခြိအောင်ကိုလိန်ကသာသနာမကွယ်သေးဘူးတဲ့သင်္ကန်းအကြီးကြီးတော့ပျောက်သွားပြီသင်္ကန်းအသေးလေးတွေကြံသေးတယ်လက်ထဲမှာနားထဲမှာတွေ့ကြရဝတ်တွေကိုကောက်ဝတ်ထားမယ်သင်္ကန်းစာလေးတွေရှိနေအောင်မယ်အဲ့ဒီအချိန်မှတော့မှပရိသတ်ရေအဲ့ဒီအချိန်မှတော့မှတန်ခတ်တာထေမာလို့တန်ခတ်ခုံကိုရင်မှန်းပြီးတော့လှူအောင်မယ်ဆိုရင်အကျိုးပေးနိုင်သေးတယ်တန်ခတ်ခုံကိုအာယုံပြုတယ်ဘာခုံကိုအာယုံပြုပုဂ္ဂိုလ်ကိုကြည့်ရင်ကတော့ကြီးညိုစရာတခွက်မှမရှိတော့အိမ်အောင်ပြုတယ်တားမွေးတယ်အเจ้าမှာပကက်တွေနဲ့ကလေးတွေနဲ့စူးညံပွဲနဲ့ဘုန်းကြီးကကလေးထိပ်ပကက်တွေဒီလိုလုပ်တဲ့အချိန်မျိုးကိုရောက်လိမ့်မယ်တဲ့သာသနာကွယ်တဲ့အခါကျတော့ဒါပေမဲ့လို့နားထဲမှာလည်းပင်ထဲမှာလက်ကဝတ်ထဲမှာသင်္ကန်းစာလေးရှိနေသေးတယ်အဲ့ဒီသင်္ကန်းစာဟာလည်းပဲလဲလုံရင်ရလုံရင်နဲ့တောတဲ့တောင်ထဲသွားရင်နဲ့ကလေးထိန်ရင်နဲ့ဘယ်နားမှာပြုတ်ကြလို့ပြုတ်ကြမှမသိတော့ဘူးဆိုရင်ဘယ်ရောက်သွားမှမသိတော့ဘူးဆိုရင်လိန်ခသာသနာကွယ်သွားပြီဘာသာသနာလိန်ခဆိုတာအသွင်ပြင်ကိုပြောတာယဟန်အသွင်တာမဏေအသွင်ပျောက်သွားပြီတဲ့အဲ့ဒါလိန်ခသာသနာကွယ်သွားပြီနောက်သာသနာကွယ်မှာကဓာတုသာသနာဘာသာသနာဓာတုသာသနာကွယ်တာကတော့ဘုန်းကြီးတို့ဘုရားရှင်ကိုရောမြတ်ရဲ့တတ်တော်ထင်ရှားရှိစဉ်ကာလကပေးထားခဲ့တဲ့ဆံတော်တွေမြတ်စွာဘုရားပြိဋိဘံဆံပြီးတဲ့နောက်မှာဒေါနာပုံနာကြီးဟိုကုသနာယုံမှာဝေရာဓာတ်တော်တွေဓာတ်ဘုရားရဲ့ဓာတ်တော်တွေဟာစေတီတွေတည်ထားကြတာတခါတည်းအသောကမင်းကြီးတို့ဘုရားဓာတ်တော်နဲ့ထဲကရတဲ့ဓာတ်တော်တွေနဲ့စေတီတွေတဲကြဆံတော်တွေစေတီတွေတဲကြဘုန်းကြီးတို့အခုရွှေရကုန်းတို့ရွှေမော်တော်တို့တိုက်ထီရိုးတို့ဘုရားရဲ့ဆံတော်တွေဌာပနာပြီးတော့တည်ထားတဲ့စေတီဘုရားအဲ့ဒီစေတီဘုရားတွေကိုလည်းပဲပြိုကျပျက်စီးဒကာဓမ္မတွေကလည်းမသွားကြတော့ဘူးကိုယ့်ဟာကိုယ်စာဝတ်နေတော့မနေဆိုတော့ဘုရားဘူးလည်းမသွားနိုင်တော့ဘူးဘုရားရွှေသင်္ကန်းလည်းသွားမကနိုင်တော့ဘူးဘုရားရှင်မိပန်းလည်းမပူဇော်နိုင်တော့ဘူးအဲ့ဒီလိုမြတ်စွာဘုရားရဲ့ဓာတ်တော်တွေဆံတော်တွေနဲ့တည်ထားကိုယ်ွယ်အပ်တဲ့စေတီတွေကိုသွားပြီးတော့စေမီးလေးတစ်ခွက်ဆွမ်းလေးတစ်ပွဲသစ်သီးလေးတစ်လုံးထဲမှာလာရောက်ပြီးတော့ပူဇော်တဲ့သူတွေမရှိကြတော့ဘူးဆိုလို့ရှိရင်တဲ့အဲ့ဒီဓာတ်တော်တွေဆံတော်တွေအံတော်တွေဟာဧတတ်တွေကောင်းကင်ယံကနေအကုန်လုံးဌာပနာတိုက်တွေကိုဖောက်ထွက်ပြီးတော့ကောင်းကင်ယံကနေပြန်ပြီးတော့ဘောဓိပင်ကြီးမှာသွားစုမယ်တဲ့ဘယ်ပင်ကြီးမှာသွားစုမယ်အေးဘောဓိပင်ကြီးမှာမြတ်စွာဘုရားပွင့်တော်မူတဲ့ဘောဓိပင်ကြီးမှာလူပြည်နတ်ပြည်နဂါပြည်ကလုံးပြည်တွေမှာရှိနေတဲ့ဓာတ်တော်တွေဟာအကုန်လုံးကြွတော်မူလာပြီးတော့ယခုအိန္ဒိယနိုင်ငံဂယာဒေသမဟာဘောဓိပင်ကြီးမှာလာရောက်စုပုံပြီးတော့ဘုရားရှင်ကိုရောမြတ်တတ်တော်ထင်ရှားရှိတဲ့ကဲ့သို့ရုပ်ပုံတော်ကြီးဖန်ဆင်းပြမယ်တကူဗျာတိဟံကိုလည်းပြလိုက်မယ်ဆံတော်ကဆံတော်နေရာပြန်တက်သွားတော်ကသွားတော်နေရာပြန်တက်အကုန်လုံးပိဋကတွေသူခါတဲ့ဘယ်မှာမှမကြံတဲ့သွားတော်တွေဆွဲတော်တွေအခုတရုတ်ပြည်မှာရှိနေတဲ့ဘုန်းကြီးတို့မြန်မာနိုင်ငံကိုဆွဲတော်ကြွလာတာတရုတ်ပြည်ကဆွဲတော်ဒါပူဇော်နေကြသေးတာအခု
တကယ်လို့သာသနာလိင်္ဂသာသနာကွယ်လို့ပရိယတ္တိသာသနာကွယ်လို့ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်တဲ့နေမှာပြေတတ်တယ်အဲ့ဒီတရုတ်ပြည်မှာရှိနေတဲ့ဆွဲတော်တွေကုန်လုံးသူကသူတကိုးနဲ့ပဲကောင်းကင်ယံကနေပြန်ကြွပြီးတော့သူ့နေရာသူပြန်တက်လို့ဗုဒ္ဓရဲ့ရုပ်ပွားတော်အသွင်ကိုဖန်ဆင်းပြလို့တကိုးဗျာတိဟာပြမယ်တဲ့စัจ java လာတိုက်တသောမှာရှိနေတဲ့နတ်တွေမြမတွေကဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့ဘောဓိပင်ကြီးအောက်မှာစုဝေးပြီးတော့နတ္တတိလောကောဝတ္တဘောနတ္တတိလောကောဝတ္တဘောဘိုးအောချင်းတို့နတ္တတိလောကောလောကကြီးပြည့်စည်ပြီလောကကြီးအမောင်ဖုံးသွားပြီလို့နတ်တွေမြမတွေကပြေးတတ်တယ်အဲ့ဒီဘောဓိပင်ကြီးအောက်မှာတော်ရန်ဒီကောင်းစွာမဲ့သွေကိုကျွေး၍နေကြလေကုန်ပြီတကားလူသားရဲ့လို့အဲ့ဒီချိန်မှာဘုန်းကြီးတို့ပြေးတတ်ရင်တယောက်မှမရှိတော့နတ်တွေမြမတွေကြီးပဲစုယုံပြီးတော့ဘောဓိပင်ကြီးမှာလောကကြီးပြည့်စည်ပြီလောကကြီးအမောင်ဖုံးသွားပြီလို့နတ်တွေမြမတွေကတယောက်နဲ့တယောက်လက်တူပြောဆိုပြီးတော့ငိုကြွေးလိမ့်မယ်အဲ့ဒီနေမိတာဖန်ဆင်းထားတဲ့ဘုရားဟာရောင်ကြီးတော်6ပါးလွှတ်မယ်တဲ့ဘောဓိပင်ကြီးအောက်မှာရောင်ကြီးတော်6ပါးလွှတ်ပြီးတော့ဘယ်ကိုသွားမတုံးဆိုလို့ရှိရင်အဲ့ဒီရုပ်ပွားတော်ကြီးဟာကန္တာမာရဏတောင်ကိုကြွသွားမယ်ဘယ်တောင်ကိုကြွသွားမလဲအေးဘောဓိပင်ကြီးအောက်ကနေပြီးတော့အဲ့ဒီရုပ်ပွားတော်ကြီးကတခါတည်းကောင်းငင်ရံကနေပြီးတော့လေကန္နာမာရဏတောင်ကိုကြွသွားမယ်ဟာဗုဒ္ဓကိုယ်စားနေမိတာရုပ်ပွားတော်ကြီးကန္နာမာရဏတောင်ကိုကြွသွားပြီးလိုက်ကြစို့လိုက်ကြစို့စัจ java လာပေါင်းတိုက်တောင်းကနတ်တွေမြမာတွေဟာအဲ့ဒီရုပ်ပွားတော်ကြီးနောက်ကနေပြီးတော့နတ်မြမာတွေအလုံးဟာလိုက်သွားကြတာဟိုရောက်တော့ကန္နာမာရဏတောင်ရောက်တော့မင်းစုတကနတ်ပန်းမင်းကြီးမှာအဲ့ဒီနေမိတာရုပ်ပွားတော်ကြီးဟာပြေတတ်တယ်နတ်မြမာတွေကိုတရားဟောမယ်တဲ့ဂတိတသိန်းကျွတ်တန်းဝင်မယ်တဲ့ဂရေဘယ်လောက်တဲ့လဲဂရေတသိန်းကျွတ်တန်းဝင်မယ်တဲ့အဲ့ဒါကိုဘုန်းကြီးတို့ပြေတာပေါင်းတော်ကောင်းတို့ကြားဘူးနေတာရောင်တော်ပြန်ပွဲတယ်ဘာပွဲတယ်လဲအေးဘုရားရဲ့ရောင်ကြီးတော်တွေအကုန်လုံးအဲ့ဒီမှာဆူဝေးပြီးတော့ကန္နာဝရဏတောင်တော်ကြီးကိုပြန်သွားတာကန္နာဝရဏတောင်မေဇုတကနတ်ပန်းမင်းကြီးအောက်မှာနေမိတာရုပ်ပွားတော်ကြီးဟာနတ်တွေမြမတွေကိုတရားဟောမယ်လူသားတယောက်မှမပါဘူးတဲ့အဲ့ဒီချိန်မှာဘုန်းကြီးတို့နတ်ဖြစ်နေရင်လည်းကောင်းမယ်မြမဖြစ်နေရင်လည်းကောင်းမယ်ဘာဖြစ်လို့တုံးဆိုတော့ဒီဘုရားကိုယ်စားနေမိတာရုပ်ပွားတော်ကြီးကိုဖုတွေ့ရမယ်တရားနာရမယ်ဒါကဈာကာလသာသနာဓာတုသာသနာကွယ်ကံဤကာလမှာဒီတစ်ချက်အခွင့်ကောင်းရှိတယ်ဟုတ်လားပိသားရေဒီတစ်ချက်လေးအခွင့်ကောင်းရှိတယ်တရားမို့လို့ဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တွေအိုးတို့လူဘဝမနေလို့သိရင်ကဲဘယ်သွားနေကြမလဲဘယ်သွားနေကြမလဲကိုယ်နေရာလေးကိုကြွေးထားတတ်မှတ်နေရာယူကြပါပါတယ်လေပိသားရေကိုယ်နေရာလေးကိုတတ်မှတ်ထားနော်ငါဘယ်သွားမလဲငါဘာမှသွားနေရမယ်ငါနေရာဘာမှလဲဒီဘဝကမနေလို့သိငါဘယ်ကိုသွားမလဲနတ်ပြည်ကိုရောက်သွားရင်တော့ဖြင့်နတ်တတန်းကတော့အလွန်ရှည်တယ်ပေါ့ပိသားရေဒါကြောင့်ဘုန်းကြီးတို့ဟောမှုပါတယ်တိရိယပပဒထေရပါဒံတရားတောင်ဖီလာဆတော်ကြီးအကြောင်းဟာတောင်ဖီလာဆတော်ကြီးတို့ဒါကြောင့်ရုပ်ကစိုးဘဝကိုဆူတောင်းတာကိုတောင်ဖီလာဆတော်ကြီးကငါမနေလို့သိရင်တဲ့အလွန်တက်တန်းရှည်သောရုပ်ကစိုးနှမင်းကြီးငါဖြစ်ချင်တယ်တက်တန်းရှည်တဲ့ရုပ်ကစိုးနှမင်းကြီးအဲ့ဒီမှာနေမိတာရုပ်ပွားဖန်ဆင်းနာတာကြီးဖူးတွေ့ရပြီးတော့အဲ့ဒီမှာတရားတွေဟောမယ်တရားတွေနာမယ်နတ်ပြမဂရေပေါင်းတသိန်းကျွတ်တောင်းဝင်ကြလိမ့်မယ်တရားပွဲလဲပြီးလဲပြီးရောဘေးသတ်တယ်နေမိတာရုပ်ပွားတော်ကြီးကဘယ်သူမှမီးမရှို့ရပဲနဲ့သူ့ဟာသူမီးတွေလောင်ပြီးတော့စာလိုပြောတော့တေဇောဓာတ်လောင်တယ်မီးတွေလောင်ပြီးတော့ဘာမှမကြမ်းတော့ပဲနဲ့အကုန်လုံးခြုံငိမ့်သွားတဲ့ပွဲကိုဓာတုပရိနိဗ္ဗာန်စံတဲ့ပွဲဘာပရိနိဗ္ဗာန်စံတဲ့ပွဲအေးအဲ့ဒါကိုဓာတုသာသနာကွယ်တဲ့နေတဲ့သာသနာ5မျိုးကွယ်သွားပြီသာသနာဘယ်နှမျိုးပရိယတ္တိသာသနာကွယ်ပရိပတ်တိသာသနာကွယ်ပရိဝေဒသာသနာကွယ်လိင်္ဂသာသနာကွယ်ဓာတုသာသနာကွယ်
လင်္ကာသာသနာကွယ်တဲ့ကဘုန်းကြီးယဟန္တာကသာမဏေဆိုတာဘယ်လိုမှမဘူးတွေ့နိုင်တော့ဘူးအေးဒါကြောင့်မို့လို့จิตသားသာရိပုတ္တရာဘုရားရှင်ကိုရောမြတ်ကจิตသားသာရိပုတ္တရာသာသနာ၅မျိုးလုံးကွယ်သွားပြီဆိုရင်လောကကြီးမှာကောင်းတာမကောင်းတာခွဲခြားပြသညွန်ပြဆုံးမမဲ့ပုဂ္ဂိုလ်တွေလည်းမရှိတော့ဘူးဒါကြောင့်မို့လို့ဘုန်းကြီးတို့မဟာကဏ္ဍကိုဆိုတော့ဘုရားကြီးရေးခဲ့တာဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုထိုဘုံဘဝမတိယမြာလာအပြစ်တွေအဲ့ဒါလေးဆိုကြည့်ဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုထိုဘုံဘဝမတိယမြာလှအပြစ်တွေဘုရားရှင်တော်မပွင့်ပေါ်ကလူတော်အများစိတ်ကောင်းထားလဲဤကားကုသိုလ်အကုသိုလ်နဲ့ထိုထိုဘုံဘဝမတိယမြာလှအပြစ်တွေအဲ့ဒီတော့ကုသိုလ်မှအကုသိုလ်မှမသိတော့ဘူးတဲ့မသိတော့အဲ့ဒီခေလူသားတွေသူတို့မလုံရဲတဲ့အလုံးဆိုတာဘာမှမရှိတော့ဘူးတဲ့ဒုစရိုက်တရား10ပါးလုံးထွန်းကားသွားပြီဒုစရိုက်တရားဘယ်နှပါးသူတတသူပစ္စည်းကိုသူသားမယားစောကကာယကံ3ပါးမုဒ္ဒဝါဒပိတုနာဝါစာဖုဇဝါစာသမ္မာပလပါလိမ့်မယ်ဆဲမယ်ဆိုမယ်တိုင်းထွားမယ်စကားကြံကြံဌာနနေပြောမယ်အနှစ်သာရမရှိတဲ့စကားတွေပြောမယ်အဲ့ဒါဝစီကံ4ပါးဝစီကံဘယ်နှပါးကာယကံ3ပါးဝစီကံ4ပါးနောက်တကပိဋကအဘိဓါပြာပါဒမိစ္ဆာဒိဋ္ဌိတဲ့မနောကံ3ပါးမနောကံဘယ်နှပါးပေါင်းရင်10ပါးပိဋကတွေအဲ့ဒီဒုစရိုက်တရား10ပါးလုံးထွန်းကားပြီဒုစရိုက်တရားတွေဒုစရိုက်လုပ်ငန်းတွေသူတို့လုံလဲလုံလာကြတော့ဘေဒတ်တွေဘာဖြစ်လာကြမလဲဆိုရင်စိတ်ကြံကိုကြံရုပ်တွေကြံလာမယ်ဒေသအာယုနာပိပရိဟာယမာနနဝောနေနာပိပရိဟာယမာနနံတဲ့စိတ်ကြံမှတော့ရုပ်လဲကြံကုန်တော့တာပဲကိုကြံမှတော့ရုပ်လဲကြံကုန်တော့တာပဲစိတ်ရောကိုယ်ရောကြံမှတော့နှုတ်လဲကြံလာကြတယ်တဲ့အဲ့ဒီလိုရုပ်ကြမ်းစိတ်ကြမ်းကိုကြမ်းဒီဘုန်းကြီးတို့ပြေးတာအဲ့ဒီခစ်ကိုမပြောပါနဲ့ဦးအခုဘုန်းကြီးတို့ခစ်ကိုပဲကြည့်လိုက်ဒေါသကြီးတဲ့ပုဂ္ဂိုလ်စိတ်ကြမ်းတဲ့ပုဂ္ဂိုလ်ရဲ့ရုပ်ဟာကြည်တယ်ရုပ်လည်းကြမ်းတာပဲဒေါသဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာထားကြီးတင်းပြီးတော့ခါမျက်ထောက်ကြီးနေပြီးတော့ရုပ်ကြမ်းလာဘလောက်ငကိုတဲကနုညံ့သိမ်မွေးတဲ့ရုပ်ပဲဖြစ်ဖြစ်ဒေါသဖြစ်လာပြီဆိုလို့ရှိရင်တော့အဲ့ဒီမျက်နှာကြီးကနေရဲပြီးတော့တခါတည်းရုပ်ကကြမ်းသွားတာပဲဟိုခိကမပြောနဲ့အခုသာသနာမကုံသေးဘူးသာသနာမကွယ်သေးဘူးသာသနာ1550ပဲရှိနေသေးတယ်သာသနာတဝက်ကျိုးနေတဲ့အချိန်မှာတော့ကြည်သားဘလောက်လှတဲ့အမျိုးသမီးပဲဖြစ်ဖြစ်ဘလောက်လှတဲ့အမျိုးသားပဲဖြစ်ဖြစ်ဒေါသစိတ်ကြမ်းလာတဲ့အခါမှာရုပ်ကြမ်းလာတယ်စိတ်ကြမ်းရင်လည်းဗာကြမ်းလာလဲရုပ်ဗာကြမ်းလာတာပါးစပ်ကလည်းပဲတခါတော့ခါဆဲဆိုတိုင်းထွားလက်သီးတွေနဲ့ကြမ်းနေထူးကြိုက်မယ်နဲ့မယ်ဆွဲလာရမ်းလာနဲ့ဒီလိုတွေဖြစ်လာတာဒါကြောင့်မို့လို့စိတ်ကြမ်းလာရင်ရုပ်ကြမ်းလာမယ်ဒေတံအာယုနာပိပရိခာယမာနံဝန္နေနပိပရိခာယမာနံရုပ်တွေကြမ်းစိတ်တွေကြမ်းလာတော့ဘာတွေဆုပ်ယုံလာမလို့ဆိုရင်အာယုနာပိအသက်တွေဆုပ်လာမယ်အသက်ဆုပ်တယ်ဆိုအသက်တူတယ်တဲ့အဲ့ဒီခေတ်ကြတော့အသက်တူပြီအဲ့တော့လူတွေရဲ့သက်တမ်းဟာဘုန်းကြီးတို့ပြည်သားရဲ့ကဲဘုန်းကြီးကြော်ပြောလိုက်တော့မယ်လူတွေရဲ့တက်တန်းဟာလေဘယ်လောက်ထိအောင်ကိုတက်တွေဆုပ်ယုပ်သွားမလို့ဆိုလို့ရှိရင်တဲ့ဟိုသက္ကဝတ္တိသုတ်တံမှာပြထားတာရှိပါတယ်ဘဝေတတိခောဘိက္ခဝေသောဘဝေတတိခောဘိက္ခဝေသောယံဣမေတံမနုဿာနံဒတဝတ္တယုဂဗုဒ္ဓံဘဝေတံတိဒတဝတ္တယုကေတုဘိက္ခွေမနုဿေတုပိစဝတိကကုမာရိကအလံပတေယံဘဝေတံတိဘေကဝေယံတို့မြတ်ဥစေတတို့ဣမေတံမနုဿာနံအတ္တိလူတို့ရဲ့ဓာတဝတ္တယုက10နှစ်အသက်ရှိကုန်သော
တက်တန်းတွေကဘယ်လောက်ထိဆုတ်သွားမလို့ဆိုရင်တဲ့ဘုန်းကြီးတို့ဆုတ်လာတဲ့တက်တန်းကိုကြည့်မြတ်စွာဘုရားပွင့်တော်မူတာဘုန်းကြီးတို့ပြည်သားယာတန်းမှာပွင့်တာဘုရားဘယ်လောက်တန်းမှာပွင့်လဲဘုရားယာတန်းမှာပွင့်တာအခုဘုရားပြိဋိဘံဆံသွားတာနှစ်ပေါင်း2500အနှစ်1000ကိုတစ်နှစ်ဆုတ်တယ်အနှစ်1000ကိုတစ်နှစ်ဆုတ်တယ်ဆိုတော့နှစ်ပေါင်း2500ဆိုတော့25နှစ်ဆုတ်သွားတာဘယ်လောက်ဆုတ်သွားလဲအဲ့တော့100တဲက25နှုတ်တော့ဘယ်လောက်ကျန်လဲ